ပြည်အောင်စုလမ်းမကြီးပေါ်မှာဘယ်နေရာကစီးပွားရေးလုပ်ကောင်းပြီးတော့မှဘယ်နေရာတွေကအလားလာရှိဆုံးဖြစ်မလဲမြောက်တကုံရဲ့လမ်းမတန်းတွေပေါ်မှာလုပ်ငန်းလုပ်ကောင်းပြီးတော့မှယင်းနှမြုံနှံလုပ်ကောင်းတဲ့လမ်းမဆိုလို့ရှိရင်ပြည်အောင်စုလမ်းမလည်းပါဝင်ပါတယ်ဒီဗီဒီယိုလေးကတော့ပြည်အောင်စုလမ်းမရဲ့ဘယ်နေရာလေးမှာလုပ်ငန်းလုပ်ကောင်းပြီးတော့မှအနာဂတ်မှာဘယ်နေရာကပို့ပြီးတော့အလားလာရှိလဲဆိုတာကိုပြောသွားမှာပဲဖြစ်ပါတယ်လက်ရှိမှာတော့ပြည်အောင်စုလမ်းမပေါ်မှာစီကားဆုံးနဲ့လုပ်ငန်းလုပ်အကောင်းဆုံးနေရာကိုပြောမယ်ဆိုလို့ရှိရင်တော့38ရပ်ကွက်လို့ပဲကျွန်တော်တို့ပြောရမှာပါလုပ်ငန်းမျိုးစုံတွေ့ရပြီးတော့မှလူတော်တော်စီကားတဲ့အနေအထားမှာရှိပါတယ်ပင်လုံလမ်းမကြီးနဲ့ပြည်အောင်စုလမ်းမရဲ့ဂျားထဲမှာရှိတဲ့ဒီရက်ကွက်3ခုထဲမှာဆိုလို့ရှိရင်တော့38ရက်ကွက်ကတော်တော်လေးကိုစီကားပြီးတော့မှအလဲမှာကျနေတဲ့ရက်ကွက်တစ်ခုဖြစ်တဲ့အတွက်ပင်လုံလမ်းမကိုပဲဖြစ်ဖြစ်ပါထူလမ်းမကိုပဲဖြစ်ဖြစ်သွားမယ်ဆိုရင်အလွယ်တကူနဲ့နီးနီးနားနားမြင်မြန်ဆန်ဆန်ရောက်တဲ့အနေအထားမှာရှိပါတယ်ဆိုတော့ဒီ38ရက်ကွက်ပြည်အောင်စုလမ်းမမီတင်ကတော့လုပ်ငန်းမရွေးတဲ့နေရာတစ်ခုလို့ပြောရမှာပါလာမယ့်နာဂတ်မှာတော့45ရက်ကွက်ပြည်အောင်စုလမ်းမမီတင်ကတော့အလားလာတော်တော်ရှိတဲ့နေရာတစ်ခုလို့တော့ကျွန်တော်မြင်ပါတယ်လက်ရှိမှာစားသောက်ဆိုင်တွေလည်းတော်တော်များများတွေ့ရပြီးတော့မှအကွက်လွတ်တွေလည်းတော်တော်ကြံသေးတဲ့အနေအထားလေးတစ်ခုပါတက်ဆောင်ကြည့်ရမှာတော့ဘာထူလမ်းနဲ့ပြည်အောင်စုလမ်းတောင်မှာ develop လုပ်မဲ့ project တွေကိုကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီ project တွေပြီးသွားရဲဆိုလို့ရှိရင်တော့ဒီ45ရက်ကွက်ပြည်အောင်စုလမ်းမမေးတင်ကြီးကတော့အတော်လေးကိုစီကားလာမဲ့အနေအထားမှာရှိရလို့ကျွန်တော်သုံးသပ်မိပါတယ်ဒီလောက်ဆိုရင်တော့ပြည်အောင်စုလမ်းမပေါ်မှာရှိတဲ့လုပ်ငန်းတွေအကြောင်းနဲ့စီကားတဲ့နေရာလေးတွေကိုအနှဲငယ်လေးတိခောက်မိမယ်လို့ကျွန်တော်ထင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဘယ်လမ်းမတန်းအကြောင်းတွေကိုပြောပြပေးသွားမလဲဆိုတာကိုလည်းစောင့်ကြည့်ပေးပါအောင်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်